marketing နဲ့ပတ်သက်လို့သွားနေတဲ့လမ်းကြောင်းအမြင်လှုပ်ဆောင်ကြတွေကိုအမြဲကျွန်တော်တို့မြင့်တင်နေပါရဲ့လားအားလုံးမင်္ဂလာပါလူကြီးမင်းတို့လုပ်ငန်းများကိုယခုတည်းရောင်းအားပုံမှုတို့တက်အောင်100%အာမခံပေး၍ဆောင်ရွက်ပေးနေတဲ့ Next Step Digital Solution မှာ Founder ငင်းကုန်မင်းဖြစ်ပါတယ်လုပ်ငန်းတစ်ခုတည်ထောင်ပြီး marketing အမြင်မရှိဘူးဆိုရင်အဲ့ဒီလုပ်ငန်းကရရှိမှာထိမ့်သိမ်းနိုင်ဖို့ဆိုတာအရန်ခက်ခဲပါတယ်တခြားလုပ်ငန်းတွေက marketing strategy တွေနဲ့အရှိန်အဟုန်နဲ့သွားနေတဲ့အချိန်မှာကိုယ့်လုပ်ငန်းက marketing လမ်းကြောင်းအတိုင်းသွားမနေဘူးဆိုရင်သူများတွေရဲ့နောက်မှာကျွန်တော်တို့ကြံခဲ့ရမှာပါဒါကြောင့်ဒီနေ့ကစပြီး marketing လမ်းကြောင်းပေါ်ကရှောင်လန်းပြီးအောင်မြင်နေတဲ့လုပ်ငန်းတစ်ခုကိုဖန်တီးယူဖို့တိုက်တွန်းလိုက်ပါတယ် marketing ကိုအကျိုးရှိစွာအသုံးချပြီးမိမိလုပ်ငန်းကိုယခုတည်းဇာပေါင်းများစွာတိုးတက်အောင်ဆောင်ရွက်လိုက်ပါမယ်ဆိုရင်ယခုဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိခဲ့ရင် like and share လေးလုပ်သွားပေးလို့ရပါတယ်သိချင်တဲ့အကြောင်းအရာလေးတွေရှိခဲ့ရင်လည်း comment တွေမေးမြန်းထားခဲ့လို့ရပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုများမှာထပ်ဆုံကြပါမယ်